အတုအယောင်ပုံများကြောင့်အတင်းအကျပ်ထုတ်ဖော်ပြောဆိုလိုက်ရသည့်တဲ၏ရင်ဖွင့်စကားပရိသတ်များကြားတွင်ရေပန်းစားနေသည့်အမှုပညာရှင်တဲသည်မကြာသေးမီကသူမ၏အခြေရေးနှင့်ပတ်သက်ပြီးပရိသတ်များအထင်အမြင်လွဲမှားနေသည့်အချက်အလက်များကိုရှင်းလင်းပြောကြားလာသည်တဲကသူမတို့၏အခြေရေးကိုအစောပိုင်းတွင်တရားဝင်ထုတ်ပြရန်အစီအစဉ်မရှိခဲ့ကြောင်းသို့သောလူမှုကွန်ရက်ပေါ်တွင်သူမနှင့်ပုံစံတူကွန်ပျူတာနည်းပညာဖြင့်ဖန်တီးထားသည့်ပုံများအခြေအမြစ်မရှိသည့်ကောလာဟလသတင်းများအများအပြားပြန့်နှံ့လာသည့်အတွက်ကိုယ်ကုန်တိတ်ခါအတွက်ရောပရိသတ်များအထင်မလွဲစေရန်ပါတိုင်ပင်ပြီးတရားဝင်ထုတ်ပြလိုက်ရခြင်းဖြစ်ကြောင်းဝန်ခံထားသည်တက်ချင်းနေ့ကပုံကကွန်ပျူတာနည်းပညာဖြင့်လုပ်ထားတာပါတဲပုံမဟုတ်ပါဘူးဟုသူမကရေမောရင်းရှင်းပြသည်ပထမဆုံးရုပ်ရှင်ကားကြီးတွင်ဟာတာကားရိုက်ကူးရခြင်းဖြစ်သည့်အတွက်အလွန်ရင်တုန်ခဲ့ရကြောင်းဒရိုက်တာနှင့်အဆင်မပြေဖြစ်မည်ကိုစိုးရိမ်ခဲ့ရသည့်အကြောင်းများကိုလည်းပြောပြသည်အထူးသဖြင့်မိတ်ကပ်ပြင်ဆင်ချိန်နှင့်အချိန်တိကျမှုတို့တွင်အဖော်ဖြစ်သူနှင့်အနှဲငယ်ကွာခြားမှုရှိတော်လဲတယောက်ကိုတယောက်နားလည်မှုယူပြီးအလုပ်လုပ်ဖြစ်ကြောင်းရင်းနှီးပွင့်လင်းစွာပြောသွားသည်ရခင်ကအေးအေးဆေးဆေးဇက်ရုံမျိုးများကိုသာပရိသတ်များမြင်နေရသည့်အတွက်ပုံစံပြောင်းချင်နေသည့်တဲသည်နောက်ထပ်ထွက်လာမည့်ကားများတွင်ဆိုလျှင်ပရိသတ်များအမြင်ကက်လောက်သည့်အထိရုပ်မာရိုင်းဆိုင်သည့်ဇက်ရုံမျိုးများနှင့်မြင်တွေ့ရတော့မည်ဖြစ်သည်အထူးသဖြင့်မေဂျီဖြူနှင့်ရိုက်ထားသည့်ကားတွင်သူမ၏တရုပ်ဆောင်ချက်များကိုပရိသတ်များအားရကျေနပ်ကြလိမ့်မည်ဟုယုံကြည်နေသည်နောက်ဆုံးတွင်တော့တဲကသူမ၏ပထမဆုံးရုပ်ရှင်ကားကြီးအချစ်ဆုံးလူသားအတွက်အကောင်းဆုံးစူးစမ်းထားခြင်းဖြစ်၍ပရိသတ်များအားပေးကြရန်မေတ္တာရက်ခံထားသည်